အဲ့တော့ကိုယ့်ရဲ့ performance ကိုပိုကောင်းအောင်လုပ်ခြင်းပဲပေါ့နော်ကိုလာစားပေးပါဒီဟာဘယ်လောက်ထိကောင်းမှလဲဆိုရင်နောက်တစ်ချိန်မှာကိုပိုင် business ဟိုပြန်လုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်လည်းအသုံးဝင်တယ်ပေါ့ကွာဝန်ထမ်းတွေကိုဘယ်သူတွေကလာစားပေးလဲပေါ့နော် customer တွေကပေးတယ်လားလုပ်ငန်းရှင်ကပေးတယ်လားဝန်ထမ်းတွေကကိုပေးတယ်လားပေါ့နော်ဒီမေကုန်းကိုကျွန်တော်ဖြေရမယ်ဆိုရင်တော့ပထမဆုံးအနိမ့်ဆုံးအနေနဲ့လုပ်ငန်းရှင်တွေကပေးတယ်လို့ပြောလို့ရတယ်ဥပမာကွာလုပ်ငန်းတစ်ခုပြီးမြောက်မယ်ငါကတော့မလုပ်နိုင်ဘူးတော့ဒီလူကိုပတ်စံပေးပြီးတော့ခိုင်းလိုက်မယ်အဲဆိုရင်ပထမဆုံးအနိမ့်ဆုံးအဆင့်ပေါ့နော်ဒါပေမဲ့တချို့တော့လုပ်ငန်းတွေမှာပြီးအလုပ်ပြီးမြောက်မှုနဲ့အတိုင်းတာလို့မရတဲ့ຢာတွေရှိတယ်ဥပမာ restaurant service တို့ hotel receptionist တို့ပေါ့နော်အဲ့လိုမျိုးကျတော့ဒီပုံတီလက်စာနဲ့ပေးတဲ့အခါမှာပြဿနာဝန်ထမ်းတွေကနေ့တစ်နေ့စာပြီးတာကိုပဲသူတို့စောက်တော့တယ်ဘာလို့ဆိုဒီလမှာသူတို့ဘယ်လောက်ရမလဲဆိုတာသူတို့ကြိုသိနေလို့လေအဲ့မျိုးဆိုတော့လုပ်ငန်းရှင်တွေကဘာလုပ်လဲဆိုတော့ business objective ဆိုတဲ့ business ရည်ရွယ်ချက်နဲ့ဝန်ထမ်းတွေရဲ့ရည်ရွယ်ချက်ကိုသူတို့ align လုပ်လိုက်တယ် align လုပ်လိုက်တယ်ဆိုတာညှိလိုက်တယ်ပေါ့နော်တူညီအောင်ညှိလိုက်တယ်အဲ့သူတို့ဘယ်လိုလုပ်လဲဆိုတော့ဒီrevenues မှာဒီ service charge add ပေးတာတို့ပေါ့နော်ပေါင်းပေးတာတို့sales commission တို့ပေါ့နော်တချို့တော့ target audience မှာလည်း save money တို့ပေါ့နော်အဲ့လိုမျိုးပုံစံရှိတယ်အဲ့တော့အဲ့ဒီ business ကအဲ့လိုမျိုးလုပ်ချင်အဖြစ် business ကအလုပ်များလေလေအလုပ်ရှုပ်လေလေပေါ့နော်အဲ့ဆိုရင်ဝန်ထမ်းတွေလည်းပတ်စံပိုရလေလေအဲ့လိုမျိုးပေါ့နော်အဲ့တော့ပတ်စံရတယ်ဟိုကောင်းတာတမျိုးပေါ့နော်အလုပ်ရှုပ်တာလည်းကောင်းတယ်အလုပ်မရှုပ်လည်းကောင်းတယ်အဲ့လိုမျိုးပုံစံဝန်ထမ်းတွေအတွက်အဲ့လိုမျိုးဖြစ်တော့အဲ့တော့ဒါပေမဲ့ main ခွန်းကဘာလဲဆိုတော့အဲ့ဆိုရင် department တစ်ခုမှာကွာလုပ်ရမယ့် responsibility တူပဲဒါပေမဲ့လူတွေရဲ့ဝန်ထမ်းတွေရဲ့လက်စာကွာနေတည်းကွာ waiters အချင်းချင်းလက်စာကွာနေတည်းအဲ့ဘာကြောင့်လဲဆိုတော့ဒါပေမဲ့အဲ့ performance လို့ခေါ်တယ်လက်စာဆိုတော့အခြေခံ performance လို့ခေါ်တယ်သူ service charge ရတာလည်းတူပဲတနေ့မှာဟို sales commission လည်းတူပဲထားလိုက်အောင်တချို့တော့ sales department မှာတော့သူတို့ဒီကိုယ်တိုင်ရောင်းရတဲ့အရာပုံမှန်တည်ပြီးတော့သူတို့ပေးတာပေါ့နော်ဒါပေမဲ့ဟို service လုပ်ငန်းမှာဆိုရင်တော့သူတို့ကဒီအတူတူခွဲတာတွေများတယ်ညီတူမြတ်တူခွဲတယ်အဲ့တော့ဒါပေမဲ့လာစာအရာကျတော့တယောက်နဲ့တယောက်ပြန်ကွာနေပြန်အောင်အဲ့ဘာကြောင့်ကွာလာလဲဆိုတော့ဒီလူတွေရဲ့ performance ကြောင့်ပို့ပြီးတော့ဟိုကွာသွားတာလူတွေရဲ့ performance ဆိုတာဘာလဲဆိုတော့ဒီအမေရန်ကိုအလုပ်ကိုအမေရန် take care တယ်ဗောနော်သူ queue site တယ်သူတိရှာလုပ်တယ်အဲ့လိုမျိုးဝန်ထမ်းတွေကျတော့လေဒီ performance ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီဝန်ထမ်းတွေကဒီတချို့သောဝန်ထမ်းတွေကျတော့ဒီ business လုပ်ငန်းရှင်တွေဒါမှမဟုတ် manager တွေရှိရင်အလုပ်ကောင်းလုပ်တယ်မဟုတ်ရင်တော့ okay sorry ပဲသူရရင်ကနေဖြစ်တယ်ပေါ့နော်ဒါပေမဲ့တချို့သောလူတွေတော့အဲ့လိုမျိုးမဖြစ်ဘူးသူအလုပ်ဆက်ရှိတာကိုသူကောင်းကန်လုပ်တယ်အလုပ်ကောင်းလုပ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူက performance အရာပိုကောင်းတယ်အဲ့တော့သူ့ကိုလာစားပိုပေးတယ်ဒါမှမဟုတ် bonus ပိုပေးတယ်ဒါပေမဲ့ဒီကိစ္စက confidential ကိစ္စဖြစ်တဲ့အတွက်တခြားလူကမသိဘူးအဲ့တော့မရဘူးလို့လည်းပဲထင်တယ်ပေါ့နော်တကယ်လည်းမရဘူးဆိုတာတော်ယုံကတော့တော်မင်းများတော့သူတို့အဲ့ဒီလိုဝန်ထမ်းလဲတိတ်ပြီးတော့ဟိုဒီပေးထားတဲ့လာစားတဲ့ဟိုပိုပေးနိုင်လောက်တဲ့အနေအထားမှာရှိလို့ပေါ့နော်ဒါ professional ရ run the business တွေတော်များများဒီလိုမျိုးပဲလုပ်တာပေါ့နော်နောက်တစ်ခုကopportunity တစ်ခုရှိလာနိုင်တယ်အခွင့်အရေးတစ်ခုရှိလာနိုင်အဲ့ဒါဘာအခွင့်အရေးလဲဆိုတော့ဒီ business grow ဖြစ်လာတဲ့အခါမှာသူက manager လို့တာတော့မဟုတ် store supervisor တို့ leader တို့လိုလာတယ်အဲ့ဒါဆိုရင် manager တို့ business လုပ်ငန်းရှင်တို့ကတော်များများသူတို့ကပထမဆုံးအနေနဲ့သူတို့ဒီ team ထက်ကနေပဲသူတို့ခေါ်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ team ကကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ process ကိုယ့်ရဲ့ culture ကိုအကုန်လုံးတည်ရဖြစ်တယ်သူကခေါ်ချင်တယ်အဲ့ဒီချိန်မှာဒီလူခေါ်တယ်ဟိုလူဘာကြောင့်မခေါ်တယ်လဲအဲ့ဒီမေးခွန်းပြန်ရှိပြန်တယ်ပေါ့နော်အဲ့တော့ performance ပဲဒါလေအဲ့တော့ performance ကိုယ့်အကို perform လိုက်တဲ့ကောင်းအလုပ်လုပ်ခြင်းဖြစ် perform လိုက်တဲ့ဒီ performance ကအဲ့ဒီဟာကိုဖြစ်စေတယ်နောက်တစ်ခုအကယ်၍ဒီဟာကပေါ့နော်ဒီလုပ်ငန်း manager လုပ်နေတာကိုဒီအတွင်းထက်ကလူကအရင်တိပြီးတော့ဘာမှမလုပ်နိုင်ဘူးပေါ့နော်ဒီ manager တွေရွေးချယ်စရာမရှိဘူးဆိုရင်လေသူကအပြင်ကလူခေါ်ရမယ်ဆိုရင်လေဒီအတွင်းထက်ကလူကတိတ်ပြီးတော့အရင်ရှင်းမပြည့်မိလို့ဒါမှမဟုတ်တိတ်အတော့မကြလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ performance ကိုပိုကောင်းအောင်လုပ်ခြင်းပဲပေါ့နော်ကိုလာစားပေးပါဒီဟာဘယ်လောက်ထိကောင်းမှလဲဆိုရင်နောက်တစ်ချိန်မှာကိုပိုင် business ဟိုပြန်လုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်လည်းအသုံးဝင်တယ်ပေါ့ကွာအဲ့တော့အများကြီးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်